အားလုံးပဲမင်္ဂလာပါတက်ဖိုင်ဗီရဲ့ကြိုဆိုပါရစေဒီနေ့ကျွန်တော်ရဲ့လက်ထဲမှာ Tecno ရဲ့နောက်ဆုံးထွက်ထားတဲ့ Povo series တွေက Povo 7နဲ့ Povo 7 Cat 5G ဆိုတဲ့ဖုန်းနှလုံးရောက်နေတယ်Tecno ရဲ့ Povo series ကတော့လူငယ်တွေကတော့ရင်းနေပြီးသားပဲပြီးတော့လူငယ်တွေလည်းကြိုက်ကြတဲ့ series တစ်ခုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ Povo series က design နဲ့လှတယ်ပေါ့နော်ခက်လဲဆန်တယ်ပြီးတော့နောက်တစ်ခုကဈေးနှုန်း performance ကရောလက်ခံလို့ရတဲ့ဖုန်းလုံးဖြစ်တယ်အခုဒီ Povo 7ရော Povo 7 Cat 5G ရောကသူကနှစ်ခုလုံးကမြန်မာနိုင်ငံဝင်မှာဆိုတော့လူငယ်တွေကတော့အကြိုက်ပေါ့နော်ရွေးချယ်စရာလည်းများလာပြီနှစ်ခုလုံးရဲ့ design ကသူက cyber romance design ဖြစ်ပေမဲ့သူကနည်းနည်းလေးတော့ကွဲတယ် Povo 7ရဲ့ဈေးကတော့သူက9သိန်းခွဲဝန်းကျင်ဖြစ်ပြီးတော့ Povo 7 Cat ရဲ့ဈေးကတော့သူက10သိန်း9,000ဝန်းကျင်ဖြစ်တယ်ပြီးတော့ mobile phone game တွေရဲ့သတင်းကောင်းတွေနဲ့ Tecno ကနေပြီးတော့အရင် mobile legend နဲ့ official partner လောက်ရအနေမှာအခုနောက်တစ်ဆင့်အနေနဲ့သူက 5G ရဲ့ official smartphone partner အနေနဲ့လည်းသူက collaboration လုပ်ထားလို့သိရတယ်ဆိုတော့ပြောလို့ရှိရင်ဒီ Tecno ကအခုဆိုလို့ရှိရင်ဒီ mobile game မှာဆိုလို့ရှိရင် next level ကိုသွားနေပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဒီ video မှာတော့ဒီ Tecno ရဲ့ဒီ Povo Cat 5G လေးကိုကျွန်တော် first impression လုပ်မှာပါအဲ့တော့ဒီကောင်ကဘယ်လိုအခြေအနေရှိမလဲဆိုတာကြည့်လိုက်ရအောင်အရင်ဆုံးကျွန်တော်ဒီကောင်းရဲ့ design ကိုစပြီးတော့ပြောရမယ်လို့ရှိရင် Povo 7 series ရဲ့ design တိုင်းက futuristic tech design ဖြစ်တယ်။အပြင်ကနေအထဲကိုအကုန်မြင်နေရတဲ့ပုံစံမျိုး transparent ဖြစ်နေတဲ့ပုံစံမျိုးနဲ့လုပ်ပေးထားတာတော်တော်လေးကိုမိုက်တယ်လူငယ်တွေကြားထဲမှာတော့ကျွန်တော်တို့ဒီ design ကိုသဘောကျလိမ့်မယ်လို့တော့ထင်တယ်။အခုကင်လာတဲ့အကြောင်းတော့သူက neon cyan ဆိုပြီးတော့အစိမ်းရောင်လေးနောက်ထပ်သူ့မှာအဖြူရောင်နဲ့အမဲရောင်ထပ်လာသေးတယ်။ကင်ကြီးလိုက်မယ်ဆိုလို့ရှိရင် hand feeling ကကင်လို့တော်တော်ကောင်းတယ်ပြီးတော့လေးလည်းမလေးဘူးတော်တော်လေးလည်းပါတယ်လို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့ကန်ရတဲ့ hand feeling ကိုကျွန်တော်တို့သဘောကျတယ်။ camera design ကသူက Povo series ရဲ့ signature ပုံစံမျိုးနဲ့ပဲနောက်က tree gun လေးထဲမှာသူက camera ကို downline ပုံစံမျိုးနဲ့လုပ်ပေးရတယ်။အခုကြည့်သလောက်ဆိုလို့ရှိရင်အထက်က UI တွေကလည်းပုံမှန်မြင်နေကြပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့သူ့ရဲ့ design ပုံစံတော်တော်လေးမိုက်တယ်။အပြင်က design နဲ့အထက်က design တွေက match ဖြစ်တယ်လို့ခံစားရတယ်။ပြီးသူ့ရဲ့ OS ကလည်း Povo series အတွက် exclusive လုပ်ထားတယ်လို့လည်းသိရတယ်။အဲအကြောင်းနဲ့သူက application ရဲ့ icon တွေ setting တွေ widget တွေအစ clean looking ဖြစ်ပြီးတော့သူ့ရဲ့ဖုန်းနဲ့ဆိုလို့ရှိရင်လုံးဝကွက်တီပဲ။အဲဆိုဘောကြတာတော့ဒီကောင်းရဲ့ performance အပိုင်းပဲ။ဒါတော့မပြောမဖြစ်ပြောရမယ်အပိုင်း။ဒီကောင်းမှာသုံးမိထားတဲ့ chipset ကတော့သူက MediaTek Dimensity 9300 RTX ကိုသုံးမိထားပြီးတော့သူကတော်တော်များ gain တွေကို frame rate မကျဘဲနဲ့ smooth ဖြစ်ဆော့လို့ရအောင်လည်းလုပ်ပေးထားတယ်။ Hyper Engine Gain Engine လည်းပါတဲ့အတွက်သူကပုံမှန်ထက် frame rate ကိုလည်း 20% ထိတိုးပေးထားတယ်။ကစားလို့ရှိရင်လည်းမပူအောင်သူကအထက်က layer တွေကို17လွှာထည့်ပေးထားတယ်။အဲ့ဒါတော့သူက Hyper Cooling Architect Design နဲ့ Povo Hyper Cooling System ထည့်ပေးထားတော့သူက game ကစားမယ်ဆိုလို့ရှိရင်အချိန်ကြာကစားအောင်မှကျွန်တော်တို့ကပူလာတာမျိုးမရှိဘူးပြီးတော့ frame drop ဖြစ်တာမျိုးမရှိဘဲနဲ့အဆင်ပြေပြေရှောင်းဝေဆော့လို့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော် HOK ကစားမယ်ဆိုလို့ရှိရင်တော့120 frame per second ကြီးကစားလို့ရတယ် Mobile Legends တို့ PUBG တို့ Call of Duty တို့ Free Fire တို့ပြင်မယ်ဆိုလို့ရှိရင်တော့90 frame per second ကြီးဆော့လို့ရတယ် Genshin Impact ဆိုလို့ရှိရင်တော့60 frame per second ကြီးကျွန်တော်အချိန်ကြာကစားလို့ရတယ်ပြီးတော့ game ကစားမှုဒီဖုန်းဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်စိတ်ချလက်ချဝယ်လို့ရတဲ့အနေအထားမှာရှိတယ် Display တော့သူက 6.7 inches Full HD Plus AMOLED display ကိုသုံးပေးထားတယ် Refresh rate က 144Hz ဖြစ်တဲ့အတွက်သူ့ရဲ့ဈေးနှုန်းဝန်းကျင်မှာတော့ကျွန်တော်ကတော့မစိုးလို့မြင်တယ် color တွေရုပ်ထွက်တွေကတော့စိုးစိုးရွေးရှိတယ် refresh rate က 144Hz ဆိုတော့ game ကစားလို့ရှိရင်လည်းတော်တော်လေး smooth ဖြစ်တာကိုတွေ့ရတယ် maximum brightness ကတော့သူက1300 nits အထိရတော့ကျွန်တော်နေအောင်အောက်မှာသုံးမယ်အပြင်မှာသုံးမယ်ဆိုလည်းဒီကောင်းရဲ့ display ကကောင်းမြင်ရမှာဖြစ်တယ် speaker တော့နှစ်ဖက်ပါတယ် stereo dual speaker ဖြစ်သွားတော့ကျွန်တော်တို့ game ကစားရုပ်ရှင်မကြီး entertainment experience တော့ကောင်းတယ် camera လည်းခုရိုက်ကြည့်ရတော့ဆိုရှင်တော့အဆင်ပြေလို့ပြောလို့ရတယ်နောက်က camera ကသူက64 megapixel main camera ကိုအဓိကသုံးထားပြီးတော့အရှိက selfie camera တော့13 megapixel သုံးပေးထားတယ်အဲ့တော့အခုကျွန်တော်ဆိုင်ရိုက်ထားတဲ့ပုံလေးရှိတယ်ကြည့်အောင်ဘက်ထရီပိုင်းကိုပြောရမယ်လို့ရှိရင်တော့သူ့မှာပါတဲ့ဘက်ထရီကတော့9500 mAh ဘက်ထရီပါတဲ့အတွက်ကျွန်တော်တို့ပြောရလို့ရှိရင်တော့မစိုးဘူးပေါ့နော်ကျွန်တော်တို့ပုံမှန်သုံးမယ်ဆိုလို့ရှိရင်တော့တစ်ရက်လောက်ကတော့ကောင်းခံတယ်ပြီးတော့9500 mAh ဘက်ထရီပါပေမဲ့ဒီဖုန်းရဲ့အထူကတော်တော်လေးပါတာကိုတွေ့ရတယ်ဒါလည်းမစိုးဘူးပေါ့နော်သဘောကျပြီပြီးတော့ကျွန်တော်တို့ဒီဖုန်းကိုအားသွင်းမယ်ဆိုလို့ရှိရင်တော့45W fast charging စနစ်ပါတော့အားသွင်းတာလည်းအရင်ကြာမှာတော့မဟုတ်ဘူးတခုရှိတာဒီဖုန်းကိုဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ gamer တွေဝယ်ဖို့များတယ် game ကစားတဲ့သူတွေပို့ပြီးဝယ်မယ်ထင်တယ်အဲ့တော့တို့အတွက်အဆင်ပြေအောင်လို့ဒီကောင်းရဲ့ဒီ battery စနစ်က bypass charging စနစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့
ဂိမ်းကစားရင်းနဲ့အားသွင်းမယ်ဆိုလို့ရှိရင်လည်းဖုန်းကပူလာတာတော့ battery ထိခိုက်မှာတော့မရှိဘူး။ lag တာပါညာလည်းဖြစ်မှာမဟုတ်ဘူးပေါ့နော်။ပြီးတော့အခုခေတ်ရဲ့ထုံးစံတိုင်း AI feature တွေသုံးလို့ရအောင်လို့သူက Techno AI ထည့်ပေးရတယ်။အဲ့တော့ AI feature တွေလည်းကျွန်တော်ဒီဖုန်းမှာစုံစုံလင်သုံးလို့ရမယ်။ RAM တော့ 8GB ပါတယ် extended အနေနဲ့နောက်ထပ် 8GB ထပ်တိုးလို့ရမယ်။ပြီးတော့ storage ကတော့ 256GB storage ပါတယ်။ပြီးတော့ခုသုံးကြည့်တဲ့အခါမှာတော်တော်လေးသတိထားမိတာဒီကောင်းရဲ့ဒီ Wi-Fi ဆွဲရဒီဖုန်းမှာတော်တော်လေးကောင်းတာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့Wi-Fi နဲ့ကျွန်တော် game တွေပဲကစားမယ်ဆိုလဲ stable ဖြစ်တယ်အထူးသဖြင့်ကျွန်တော် mobile ကြီးကျွန်တော် PUBG လို့ဆိုတဲ့အခါမှာပင်က stable ဖြစ်တယ်ဒါတော်တော်လေးကို game ကစားလို့ရှိရင်သိတာတယ် game ကစားတဲ့လူတွေကတော့သိမှာပါဆိုတော့နောက်တစ်ခုအနေနဲ့ဒီကောင် 5G ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ line ဆွဲရလဲကောင်းတယ်အဲ့တော့ mobile data နဲ့ပဲဆော့ဆော့ Wi-Fi နဲ့ပဲဆော့ဆော့ဒီဖုန်းနဲ့ game ကစားမယ်လို့ရှိရင်အဆင်ပြေတာကိုတွေ့ရတယ်ဆိုတော့မဆိုးဘူးပေါ့နော်အဲ့တော်တော်များလဲပြောပြဆိုတော့ခုကြည့်နေသူတွေရောဘယ်လိုမြင်ကြလဲကျွန်တော်ကတော့လက်ခံလို့ရတဲ့ဖုန်းလုံးလို့မြင်တယ်အဲ့တော့ကိုမြင်တဲ့မြင်လဲအောက်က comment မှာရေးသွားလို့ရတယ်နော် see you